အားလုံးပဲမင်္ဂလာပါခင်ဗျာဒီအကောင့်လေးလက်ထဲရောက်နေတာ2ရက်လောက်ရှိပြီကျွန်တော်တင်ပေးမယ်ဆိုပြီးမတင်ရသေးလို့နောက်ဆုံးထွက်ထားတဲ့ Sky Blade M4 Level 7 Rowing Emulation ကြားခန်းက Level 6 M4 နှစ်လက်ပါတဲ့အကောင့်ခင်ဗျာပြိုင်ကားလေးလည်းပါတယ်စကာဆက်လေးလည်းပါတယ်ဆရာသမားတို့ဟောဒီမှာဒါလေးကကြားခန်းလေးဒါလေးကနောက်ဆုံးထွက်ထားတဲ့ Sky Blade M4 လေးကွန်ဂရာလည်းပါသေးတယ်နော်ပြိုင်ကားနောက်ဆုံးထွက်ထားတဲ့ဖူရှေးပြိုင်ကားလည်းပါသေးတယ်ခင်ဗျာအလှလေးဆရာတော်တို့အလှလေးအကောင့်အသေးလေးထဲကအလှလေးခင်ဗျာ Crimson Sky Blade M4 ကိုရှယ်ပဲကိုဆရာတို့ကြိုက်ကြတယ်မလားဒီနောက်ဆုံးထွက်လာတဲ့ M4 လေးကိုတော့နောက်ထပ်ဘာထပ်ပါသေးလဲဆိုတော့ဟောဒီမှာကြာခန်း level 6 final form ဖြစ်ပါတယ်ခင်ဗျာ twist code လေးတစ်လုံးဝယ်ထားပါတယ် Crimson ကတော့မဝယ်ရသေးပါဘူး M4 နှစ်လက်ပါဘာထပ်ပါသေးလဲကျွန်တော်ဒီမှာဒီကနေပဲပြပေးလိုက်တော့မယ်စကာယံပါသေးတယ် level 1 AK ပါသေးတယ် level 1 M16 M7 MK47 အကုန်လုံး level 1နေကြီးပဲနော်အဝေးပြစ် UMP Vector UZI အားလုံး level 1နေပဲအဝေးပြစ်ထဲမှာဆိုရင် AWM M24 နောက်ထပ် M24 နောက်ထပ် AWM VSZ level 1နေကြီးပဲဆရာသမားတို့ S12K level 1 DB28 level 1 PAN level 1အကုန် level 1ဆရာသမားတို့ဘာတွေမျောလင့်နေဘာတွေမှမျောလင့်မင်းနဲ့ဘာမှမပါဘူး M4 နှစ်လက်ပါတယ်ပြီးကြတော့ဖို့ရှိပြိုင်ကားမီယာဒိုလေးပါတယ်စကာအဆက်တစ်ဆက်လုံးပါတယ်တင်မယ်ဆိုရင်တော့လှလိုက်ပဲဖြစ်ရှင်းပြနော်လှလိုက်မယ်ဖြစ်ရှင်းဒါလေးတွေကတော့ outfit လေးတွေပါ outfit လေးတွေကိုတော့ကျွန်တော်မြန်လေးပဲပြလိုက်မယ်နော်အရင်ကြီးဗီဒီယိုရှိမှဆိုလို့ပါခင်ဗျာပါတော့လှပါတယ်ဟမ်မတ်လေးတွေပါပါတယ်လှပါတယ်နော်ဒီနားမှာတော့ကျွန်တော်ဘတ်ပတ်လေးတွေလှတယ်ခင်ဗျာဘတ်ပတ်လေးတွေလည်းပါတယ်ဒါလေးကတော့ဘေးထုတ်လေးတွေပါပါတယ်အတော်တင်လေးတော့နော်နှစ်ထပ်ပေါင်းမီလေးတွေတို့နော်နှစ်ထပ်အင်ကြီးလေးတွေတို့လှရှာပါတယ်သူ့အနေထားလေးနဲ့တူမစိုးရှာပါဘူးမစိုးရှာပါဘူးလှရှာပါတယ်ဟုတ်ပြီဒါဆိုရင်တော့စုံပြီပေါ့ဂန်းစကင်လေးလည်းစုံအောင်ပါတယ်ကားစကင်လေးလည်းစုံအောင်ပါမယ်ပြိုင်ကားလေးကတစ်စီးပါတယ်โอเคဒါဆိုရင် emote တွေပြမယ် emote တွေလည်းပါပါတယ်အကောင့်ကတော့အိုးအကောင့်တော့မဟုတ်ဘူးဗျနောက်ပိုင်းမှာဖောက်ထားတဲ့အကောင့်လေးပဲအိုးအကောင့်တော့မဟုတ်ဘူးအစ်စ်ကြိုက်တဲ့လူတွေအတွက်ပေါ့ဒီကောင်ကတော့နောက်ပိုင်းစကင်တွေကိုဖောက်ထားတယ်စကင်တွေဖောက်ထားတဲ့ဟာတွေဆိုရင်လှရတယ်ကြီးပဲမှာမီဘလင်းတွေဂရနိတ်တွေစမုတ်စတန်တွေအိုးမိုက်တစ်လော်ဘီအပိုင်းနှစ်ခုခင်ဗျကိုရှယ်ပဲ material 9ချောင်းခင်ဗျာကိုဘာတင်ရှင်လဲရွေးပြီးတော့တင်လို့ရတယ်နော် material က9ချောင်းပါပါတယ်အကောင့်ကတော့ email only ချိန်ထားပါတယ်ခင်ဗျာကွန်ဂရာလေးလည်းပါပါသေးတယ်ကွန်ဂရာလေးလည်းကိုယ်တိုင်တင်ထားတဲ့အကောင့်လေးပါ short ဟိုမှာကွန်ဂရာလေး C8S24 ကွန်ဂရာ frame ပါခင်ဗျာC8S24 ကွန်ဂရာ frame လေးနဲ့ပါခင်ဗျာအဲ့ဒါဆိုရင်ဒီအကောင့်လေးကိုလိုချင်တယ်ဆိုရင်တော့ဘယ်လောက်နဲ့ပေးရမလဲ9သိန်းကျော်နဲ့ပေးမယ်ခင်ဗျာဆရာသမားတို့အထူးဈေးနှုန်းပေါ့ဗျာနော်ဒီနေ့ညတွင်ချင်းလာဝယ်လို့ရပါပြီကျေးဇူးအများကြီးတင်ပါတယ်ဒီကောင်လေးကိုကြိုက်တယ်ဆိုရင်လက်ရှိဗီဒီယိုတင်ထားတဲ့ page ချက်ပေါက်ကနေပဲဖြစ်ဖြစ် Telegram admin link ကနေပဲဖြစ်ဖြစ်ချက်ချင်းလာဝယ်လို့ရပါပြီခင်ဗျာ9သိန်းကျော်နဲ့ပေးပါမယ်